လားရှင်းမလို့ဟိုကလေပေါင်းလို့တော်လေးတွေဒါလေးတွေမရလိုက်တဲ့မမတွေအခုအထည်လေးတွေရောက်လာတယ်ပေါ့နော်ရောက်လာတယ်ဆိုတော့ညီမတယောက်ချင်းစီကိုလေမှာထားတဲ့မမလေးပို့ပေးပါမယ်ဒါလေးဆိုတော့38လားဟုတ်တယ်နော်48ဒါလေးဆို48လေးပေါ့နော်မရလိုက်တဲ့မမတွေအထည်ရအများကြီးရတယ်ပြီးတော့ဒီအညိုလေးရယ်နည်းနည်းဖြည့်ပေးပါဦးပြီးတော့အခုထပ်ပါလာတာပေါ့နော်ညီမပြပေးမယ်ဒီရောင်လေးတွေပေါ့နော်ဒီရောင်လေးတွေကပေးပါတော့ဒီခဲဖောက်လေးဆိုလဲဒါမရလိုက်တဲ့မမတွေရှိတယ်ပြီးတော့ဒီတစ်ခေါက်ကအညိုမှာပေါ့အဝါဖောက်လေးအတွင်းလိုင်းလေးကလည်းအညိုလိုင်းလေးပဲရှင့်ဒါလေးလည်းအတွင်းလိုင်းလေးကလည်းအညိုလိုင်းလေးပဲပြီးတော့ဒါလေးတွေပေါ့နော်ဟိုမရလိုက်တဲ့မမတွေပြီးတော့ဒါလေးတွေဖောက်ပြီးဒါလေးတွေပါတယ်မရလိုက်တဲ့မမတွေပြီးတော့အဲ့ဒီ series ထဲမှာဒီ series ထဲမှာကျတော့လေ तू ကကျတော့အစိမ်းရယ်အသားဝါရယ်ပေါ့နော်ဒါလေးနှစ်ယောက်ပါတယ်ကာလာလိုက်လေးနှစ်ယောက်ပါတယ်အဲ့ဒီ series ထဲမှာပေါ့နော်ဒီလိုလေးနှစ်ယောက်ပါတယ်ရှင့်နှစ်ယောက်ပါတယ်ပြီးတော့ဒါလေးဆိုရယ်ပဲချိုးမတွေမရလိုက်ဘူးပေါ့နော်မရလိုက်ဘူးဒါလေးတွေပါတယ်ပြီးတော့ဒီ design လေးဒီဒီဇိုင်းဆိုညီမတအားကြိုက်တယ်ရိုးရိုးရှင်းရှင်းလေးနဲ့ပေါ့နော်ကာလာနှစ်ယောက်ဖောက်လေးဒီထဲမှာဆိုရင်တော့ဒီကာလာလေးတွေပါတယ်ပြီးတော့တော်တော်လာတယ်နော်ဒါလေးတွေပါတယ်ဒါလေးဆိုရင်လည်းအခုမိသားစုမတွေရှိတယ်ဟုတ်ဒါလေးတွေညီမတို့ဒီမရလိုက်တဲ့မမတွေကိုအခု CD ထဲမှာတချို့မမတွေဆိုရင်ရောက်ရပြပေးပါလို့ပြောထားတဲ့အတွက်ကြောင့်ညီမပြပေးပါမယ်နော်အထုပ်ရောက်လာလို့ဒါလေးတွေအထုပ်ဖောက်ပေးတာပါရှင်ဒီ design လေးကတော်တော်လာတယ်နော်ဒီ design လေးတော်တော်လာတယ်ပြီးတော့ဒါလေးလည်းရှိတယ်လာနေရောဒါလေးပြီးတော့ဒီမှာဒီအယောင်လေးကဆန်းတာအဓိကဒီအယောင်လေးကဆန်းတာပေါ့နော်ပြီးတော့ရှိတစ်ခေါက်ကလေဒီရွှေများထဲမှာဒီယောင်လေးမပါဘူးခုဒီယောင်လေးထပ်ပြီးတော့ဖိတ်ထားသေးတယ်အခုဒီယောင်လေးလည်းပါတယ်အယောင်လေးတွေတော်တော်စုံတယ်အဲ့ဒါလေးတွေတူပဲဒါလေးပေါ့နော်ဒါလေးအဲ့ဆိုတော့လေပစိုးလေးတွေအသေးရောက်တယ်အသေးရောက်တော့ညီမပြပေးမယ်နော်ပစိုးလေးအသေးရောက်ဖြစ်ဒါဒီတစ်ခါပါတဲ့အစင်လေးတွေပါနော်အကွက်တုံးလေးတွေရယ်မတို့ဒီတေချာလေးပြပေးမယ်နော်မရလိုက်တဲ့မမတွေဆိုရင်လေတချို့အထက်လေးတွေဆိုရင်မများလေးပါတယ်အဲ့တော့ညီမဟိုတယောက်ချေးစီကိုပြန်ပြီးတော့မှာထားတဲ့မမတွေဖုန်းနံပါတ်ပေးထားတဲ့မမတွေအကုန်လုံးကိုတယောက်ချေးစီဆင်းသွဲ့ပြီးတော့ပြပေးပါမယ်ရှင်လက်ကယူချေတဲ့မမများဆိုရင်လည်းပဲမတို့ဒါဟို10တဲ့စီးရှိတယ်25ထက်50ပေါ့နော်အစီအစီလည်းရှိပါတယ်ရှင်အစီအစီလည်းရှိတော့အထက်ရည်တွေးပေါ်မှုတည်ပြီးတော့လက်ကဈေးနှုန်းလေးရှိတဲ့အတွက်ကြောင့်မို့လို့မတို့အထက်ရည်တွေးများလေးရှိတော့ရွေးစရာအယောင်လေးတွေစုံတော့ပေါ့နော်ပိတ်ထဲမှာလာပြီးတော့မေးလို့ရပါတယ်ညီမတို့လက်လီလက်ကအများကြီးတွေရှိတဲ့အတွက်ကြောင့်မို့လို့လက်လီလက်ကလာရောက်ရွေးအပ်ပေးလို့ရပါတယ်ရှင်တချို့အသားနာကြိုက်ပြီးသားဟိုခုမှစရောင်းမယ်ဆိုရေပေါ့နော်ခုမှစရောင်းမယ်ချီသားအကြောင်းလဲတိချီတယ်ဆိုတစ်ထက်နဲ့အစမ်းဝယ်ကြည့်ပါနော်အစမ်းဝယ်လို့အဆင်ပြေတယ်ဆိုရင်တော့ညီမတို့ဒါလက်ကားစီလေးနဲ့ရပါမယ်ရှင်ဆက်ထဲနေစပြီးတော့ဝယ်လို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်